ရဲ့ထိုင်နေစိတ်တက်တကြလာလို့ဖြစ်ချင်တဲ့ဆန္ဒနဲ့အိမ်မက်တွေလှလာဖို့ထွက်တမယိုကြကြီးပဲရှင်းစံတဲ့ပြင်းစရာလူတွေရဲ့ကြားကထိုးထွက်မြုံနာတဲ့ဒါတော်များမျက်ဖုံးနဲ့ညီဆုံးတဲ့နောက်ကနေပခုံးပနာကထိုးသက်ကြားရတဲ့ဘွားကဆိုလူတွေကိုအာနာဖို့ပြီးမှလာတဲ့ brother တို့ပါစံတဲ့လုံးရက်တွေထက်တူမချဘွားကလေလွင့်နေစက်ကူတစားလို့ငင်းရဲ့စကားတွေပြောနေရင်မုတ်တီးရဲ့သမားဖြစ်သွားခဲ့ရတဲ့ဘွားမျိုး hip hop တဲ့ကြိုက်တော့ rap ထားဆိုနာမည်ကြီးဖို့တော့ဆောက်ရှက်ကမလို့ဇလန်တွေစင်တယောက်ကိုပြလို့တလန်တွေမျက်နှာဖောက်ထွက်ကြဆိုနိုင်ငံရေးပြဿနာစီးပွားရေးပြဿနာပေါင်းစုံရဲ့ကြားထဲမှာတုတ်ခဲ့တာ rapper ငါပေါ်မှာတုတ်ခဲ့မြတ်ရှုံးခဲ့တဲ့တက်ခါနှစ်ခါမဟုတ်ခဲ့ကိုယ်တိုင်ရုံးခဲ့မှာဘဝမင်းဆောက်ရှုံးမင်းစရာနဲ့ပုတ်ခဲ့တာမလားဆောက်ပုတ်တယ်လည်းပဲချင်းဖြုံးခဲ့တာမလား hip hop ကိုတုံးချပြီးပိုက်ဆံလိုက်ရှာတဲ့ကွက်ထားကြတဲ့ဖလိုတော့မယုံနဲ့ကွက် rapper တွေပေါက်ချတဲ့ဖြစ်ချရင် rap တွေကလွယ်ပြီးတော့ဖြစ်မှာထွက်ဖဲမှာရှင်းလဲယုံကြည်ရအကိုရဲ့ပိုက်ဆိုင်ရတဲ့ဘက်ကကိုပိုင်တဲ့ energy တွေတိုက်လာရင်နဲ့ rapper ဆဲနေမောလာတာရင် for ပါတော့ငါ for show မှာ mid flow mid side နဲ့တော့မတွားပြီးတော့ပြောမှာတော့ခွာ classic ကိုမြစ်ပြဖို့လုံးနေတော့မင်းတို့ကြောင့်ငါတို့ပဲဖက်စစ်ပြန်ဖြစ်ခွာဖြစ်သတင်းနဲ့အားလုံးငြိမ်းချမ်းတဲ့မင်းတို့တွေ public မှာတင်ရှစ်ပါစောက်ရမ်းနေရုံတဲ့ snip တွေမင်းတို့တွေပြန်ပြီးတော့ဖြစ်လာပဲဖြစ်တဲ့ power တွေမြင့်တင်ရင်မြစ်တာတွေပေးကြမယ်လူတွေချင်းအပြက်လက်ချစ်ခရင်တာ hip hop တွေလောက်ကြမယ် rap တွေကိုစားပြီးဆိုကိုတိုင်းမဲ့တတ်မှတ်တဲ့ underground အိမ်ကနေစရိတ်နဲ့တက်ကတူတက်ချောင်းထဲမှာအဖို့သုံးပြန်ရှာမယ်ခံကြရအောင်ကိုတွေသားစီဖြတ်ပြီးရောင်းချဖို့ကြံတော့ကောင်းစစ်တဲ့နဲ့ပေါင်းပြီးတော့ရန်ထားကောင်းခိုက်တဲ့ခုရကန်ချမတဲ့ပြောင်းဖက်ပြတ်တော့ခွေးငတ်တဲ့စမ်းထားကောင်းမင်းသိပြီးဆိုတဲ့ rapper တွေငါ rap ကိုခိုးလာထောင်းနေတဲ့ခင်မှာမင်းတို့ကဖက်စစ်နဲ့ဆက်ရှက်ပြီး24နိုင်ခွေးလို့ကြိုးစားလောက်လည်းဖြစ်မလားဆောင်းရတော့မြမဲတဲ့ကနေပြေးလို့ရိုးရလောက်ပဲစစ်တာကိုချိုးတော့ကအောင်ဖက်ဖြစ်လာ fuck you bitch ငါ ready time နားလေပေါ်မှာတော့သမျှမင်းတို့ရိုးသားလောက်ပဲဖြစ်မှာဖာဖို့ပတ်စံမရနဲ့မှားနေတဲ့ပြောရင်ရောလက်ခံလားဝူရှူဝါရှာတနတ်တန်ကြတော့ပြေးလို့ပျောက်သွားတာဖနှက်ကြံသွားတယ်အကွက်တွေအများကြီးရှိတယ်ကွက်ကြံသွားတကားတွေဖွင့်လို့မရောက်ချက်ခံထားတယ် mini objective တမတ်တန်များမင်းမျက်နှာချီးပဲပေါက်လိုက်ဟဲ့ဝက်ချက်အစားအခစ်ကမကောင်းချိန်မှာကျိုးမြက်ခိုးရှာလူကောင်းဆိုသူတွေကစိုးတဲ့ဆိုးလာတိုးတက်ဖို့ရတက်စိတ်ဝင်စားကြတာစာကလေးနဲ့မိုးတလို့တာဘယ်ချင်းတွေရောက်ပြီးလဲသိရင်ပြောပြစမ်းမှာဂျိုးသနိုးပါတောက်ပေါ်တိုးလာပြီး artist တွေ focus ထိုးကြ lower score များနဲ့ရှင်းဖို့စူးစမ်းရင်လည်းဆို69ကအချောင်းနဲ့ပြဿနာတွေကြားထဲမှာညက်ကကြောက်ကြချင်းထောင်တဲ့ track ကကြောက်ရတာလူတွေကပြဿနာပဲမြင်ကြတာပြဿနာအောက်ကလွာကိုယ်စုံထဲမှာထောင်မနေတဲ့ဘွားဆိုတာချက်တာစောင်းရတာနေပြီးလာမယ်လာနေရဘလောက်မှမကြမ်းမှတ်တာရောက်ပါရသေရောက်ဆိုတာရှူစရာရက်ကတောက်ရတာ underground ဆိုတာကတည်းကအောက်ကလာဇိုင်းဆိုတာဇက်မဖြောင်းမရတာမလို့ရမမဲတပြေးပြေးထက်ကအောက်ကျလာမယ်ရုပ်ရည်ရှက်ကြကောက်ရလားငါမရှိတာခံယူချက်မရှိတာအာနာဒါနဲ့မျက်နှာထောက်ရတာသူတောင်းပေးလိုက်တဲ့ဘောမလို့ရတဲ့ပတ်စံတစ်သက်လောင်းငါပါစေငါတို့သွားတဲ့လမ်းမှာမရတဲ့အမက်ကရှောက်မရပါမင်းတို့တရားတော့ပြည့်ပဲဒါပေမဲ့ဓာတ်သမားနောက်ကတရားကန်းစားတွေများတဲ့ဆိုလိုငါအခုရှက်ကိုထွက်တာတရားမှမလားမင်းပတ်လို့လဲပဲရင်မဲမင်း rap ကနောက်မှလာတရားလုံးမတရားစားလို့ရလာတော့လာမပြောလူကွေအော်ရကောလည်းမသက်သေးမနဲ့ငါတော့ကြောင့်မားတာငါဆရာကြီးမဟုတ်ပါဘူးက rap ပေါက်စားပါဒီဗလန်လို့ပြောပြီး even land ရောက်သွားတယ် Vitaland ဒီဗျာစိတ်ကူးနဲ့လက်တွေမညီကမှန်းတည်တယ်အုံနောက်ကကြောကြောင်သိညောင်ပြန်ပြီးစီးတဲ့ခမ်းမရှိမင်းတို့ကြိုက်တယ်လိုက်မမိတဲ့လမ်းကြီးကန်ဆိုတာလောက်ထီနဲ့တမ်းမကြီးနဲ့နာကတဲ့ချောမောစီနဲ့ပြန်ကြည့်ပြုံးပြတော့စတာပဲစောက်ကတိုက်ရိုက်မှကြည့်တယ်မှန်းသိမယ်စိတ်တွေညိုမဲ့လိုက်တဲ့ရိုက်တဲ့ထားသလိုပဲအစုံမြဲလိုက်ရှာအိုက်တဲ့ဖားများပျော်ရွှဲလိုက်တဲ့ဘိုင်းရဲ့သားကမင်းနေတဲ့မျိုးတဲ့မိုက်တဲ့ life တဲ့လားပတ်စံနဲ့ပို့လဲလိုက်တဲ့တိုင်းနဲ့ကားဝဲဖို့ဂျိုးနဲ့ fight တဲ့ကြိုက်တဲ့နွားလို့စောင်းကုန်လို့ဖိုးရွဲလိုက်လာအမိုက်တဲ့ကားဘောက like a highlight, yeah.